သက်တစ်နှစ်မှ3နှစ်ခွဲကြာကလေးများသည့်တူနာပြုเสียမှဤတထောင်စစ်သို့မဟုတ်ဆွဲတထောင်စစ်ဟုခေါ်သောဤအခြေအနေမျိုးကိုခံရနိုင်ခြင်းရှိသည်လက်မောင်းသည်ကိုခန္ဓာ၏အပိုင်းဖြစ်သည်ဤအပိုင်းကိုလက်မောင်းဟုခေါ်သည်ဤနေရာတွင် radial head ဟုခေါ်သောအယိုးတစ်ခုရှိသည်ကလေးသည်လက်လျှောက်ရန်စတင်သောအခါတစုံတစ်ယောက်ကအစင်မပြတ်အနားတွင်ရှိပြီးသူနှင့်အတူလမ်းလျှောက်နေသောတူနာပြုသည်ကလေးသည်လမ်းလျှောက်နေပြီးလဲကျရန်အလားအလာရှိသောအခါကလေးကိုလဲကျခြင်းမှကာကွယ်ရန်တူနာပြုကကိုင်းထားမိနေရာမှာဤအပိုင်းဖြစ်သည်တိကျစွာဖြစ်ပျက်သောအရာမှာဤအစစ်တီအပြင်သို့ထွက်လာပြီးဤကလေးများကိုတိတ်ပံပညာရှိသောအယိုးဆရာဝန်ကလက်မောင်းကိုကိုင်းပြီးလှည့်က radial head ကိုနေရာမှန်သို့ပြန်ထားပေးပြီးမိဘများကိုကလေးကိုလက်ကောက်တွင်မကိုင်း၍မတင်ပါဟုသင်ကြားပေးသည်အမြဲတမ်းလက်ဖွားကိုအသုံးပြု၍တင်ပါဒါကအရာအလုံးကိုပြုစုပေးသည်